စေတနာတွေနဲ့ကုညီပေးခဲ့ပေမဲ့အထင်လွဲခံရတာတွေများလာလို့တပင်ဥက္ကဋ္ဌနေရာကနေနှုတ်ထွက်တော့မဲ့ဖိုးချင်းတပင်ဥက္ကဋ္ဌကြီးဖြစ်တာဝန်ယူထားတဲ့ဖိုးချစ်ကတပင်လောကသားတွေကိုပြန်ကြည့်သူဖြစ်တာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုပါရောင်းချခဲ့တဲ့သူပါဥက္ကဋ္ဌတယောက်ဖြစ်ရတာအပြင်ပန်းကကြည့်ရင်ဂုံတိတ်ခကြီးမားလာတယ်လို့ထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ပေးဆက်မှုတွေအနစ်နာခံမှုတွေနဲ့ပြည်နေနေပါတယ်ကောင်းတဲ့အချိန်မှာဘယ်သူမှကျေးဇူးမတင်ကြပေမဲ့အစင်မပြေတဲ့ပြဿနာတစ်ခုခုဖြစ်လာရင်ခေါင်းဆောင်ရဲ့အပြစ်ပဲဆိုပြီးအလွယ်တကူလက်ညှိုးထိုးအပြစ်တင်တတ်ကြပါတယ်စေတနာပြည့်နဲ့ကူညီပေးခဲ့ပေမဲ့လည်းစကလုံးစမ်းပြားတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်မကြခင်မှာတော့ဖိုးချစ်ကတပင်ဥက္ကဋ္ဌနေရာကနေအနားယူတော့မှာပါမင်းသားအောင်စပူရဲ့ကားပြခွင့်ပိတ်ပင်ခံရတဲ့ကိစ္စကိုအောင်စပူကိုချစ်တဲ့ပရိသတ်တွေကမကြေမနက်ဖြစ်သွားခဲ့ပါတယ်ပြဿနာရဲ့အရင်းမြစ်ကိုတေချာမလေ့လာပဲတပင်အစည်းအရုံးမှာတာဝန်ရှိသူဖြစ်တဲ့မင်းသားဖိုးချစ်ကပဲအောင်စပူကိုလှုပ်ကြံပြီးပိတ်ပင်လိုက်တာဆိုပြီးလူမှုကွန်ရက်တွေပေါ်မှာအကြီးအကျယ်ဝေဖန်တိုက်ခိုက်ခဲ့တာပါအောင်စပူရဲ့ကိစ္စကနေစတင်ပြီးဆဲဆုံမှုတွေပြင်းပြင်းထန်ထန်ခံနေရတဲ့အတွက်ကြောင့်ဇမင်းသားဖိုးချစ်ကတပင်အစည်းအရုံးဥက္ကဋ္ဌရာထူးကနေနှုတ်ထွက်တော့မယ်လို့ဆိုပါတယ်ဥက္ကဋ္ဌဖိုးချစ်ရဲ့မျက်နှာကအလွန်ကိုစိတ်မကောင်းဖြစ်နေပြီးနွမ်းနယ်နေတာကြောင့်သူ့ကိုမြင်ရတဲ့သူတွေကလည်းစိတ်မချမ်းသာကြပါဘူးဖိုးချစ်ကတပင်လောကကြီးတိုးတက်ဖို့အပင်ပန်းခံလှုပ်ဆောင်နေပြီးမြဲအပြောခံရတဲ့အခါမှာသူ့ရဲ့ကူညီမှုတွေကအလကားဖြစ်သွားခဲ့ပါတယ်ဖိုးချစ်ကအသက်ငယ်ငယ်နဲ့ဒီတပင်အစည်းအရုံးကြီးကို10နှစ်ကျော်ဆောင်ရွက်ခဲ့တာဒီလိုဖြစ်ရတွေဖြစ်စေချင်လို့မဟုတ်ပါဘူးဖိုးချစ်စပွဲတွေကအားပေးသူတွေများတဲ့ကြားကနေတပင်လောကသားတွေအားလုံးအဆင်ပြေစေဖို့ဆယ်စုနှစ်တခုကျော်ကြာအနစ်နာခံခဲ့တာပါဒါပေမဲ့အောင်စပူရဲ့ကိစ္စမှာတော့တချို့သောပရိသတ်တွေကဖိုးချစ်ရဲ့မနာလိုမှုကြောင့်ဆိုပြီးပြောဆိုနေကြတာပါမဟုတ်မမှန်တိတိကြီးနဲ့ဟုတ်တရားလို့တရားတုံးပို့နေတာမျိုးတွေကြောင့်ကျွန်တော်ဘယ်လိုစကလုံးနဲ့ရင်ဆိုင်ရမှန်းတော့မသိတော့ဘူးလို့ဖိုးချစ်ကစိတ်မကောင်းသွားဖြစ်သွားခဲ့ရပါတယ်။အရင်တုန်းကသပင်သမားတွေကသူ့ကိုဥက္ကဋ္ဌလုပ်ပေးဖို့ဝိုင်းဝန်းတောင်းပန်ခဲ့ကြပေမဲ့အခုချိန်မှာတော့သူ့ကိုချစ်တဲ့ပရိသတ်တွေကိုယ်တိုင်ကသူ့ကိုငိုယိုပြီးဥက္ကဋ္ဌတာဝန်ဆက်မယူဖို့တောင်းဆိုလာတာပါပရိသတ်တွေကဖိုးချစ်ကိုအောင်စပူပွဲမကရအောင်ဒုက္ခပေးသူလို့ထင်ပြီးဆဲဆိုနေကြချိန်မှာတကယ်တမ်းအောင်စပူကိုနောက်ွယ်ကနေအကြီးအကျယ်ကဲတင်ပေးနေတဲ့သူကဖိုးချစ်ကိုယ်တိုင်ဖြစ်နေပါတယ်အောင်စပူကိုကားပြခွင့်ပိတ်တယ်ဆိုတာတပင်အစည်းအရုံးကလုပ်တာမဟုတ်ပဲဝင်ကြီးဌာနဘက်ကချမှတ်ခဲ့တာပါပိတ်ခံရတဲ့အချိန်မှာဖိုးချစ်ကသူကိုယ်တိုင်ဝင်ကြီးဌာနကိုဖုန်းဆက်ပြီးအောင်စပူအတွက်အတနာခံဖြည့်ရှင်းခဲ့တာပါအောင်စပူကိစ္စကဖိုးချစ်အတွက်ယာရုကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လောက်เสียဖြစ်ခဲ့ပေမဲ့တကယ်တမ်းတော့အနားယူဖို့ကြိုတင်စဉ်းစားထားပြီးသားဖြစ်ပါတယ်ဒီပြဿနာတွေဖြစ်ခင်ကလေးကနာယကကြီးတွေကိုခွင့်တောင်းထားပြီးသားဖြစ်တယ်လို့ဆိုပါတယ်။တပင်အစည်းအရုံးကြီးအတွက်အချိန်တွေအများကြီးပေးဆက်ခဲ့ရလို့သူ့ကိုအမြင်အားပေးဆောင်ရှောက်ခဲ့တဲ့ကျေးဇူးရှင်ပရိသတ်တွေနဲ့သူ့ရဲ့မိသားစုအတွက်အချိန်မပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်အမြင်ဆောင်ရှောက်အားပေးခဲ့ကြတဲ့ကျေးဇူးရှင်ပရိသတ်တွေအတွက်သူတို့ပေါ်တာဝန်မကျေလို့ခံစားရတယ်ဆိုပြီးရှေ့ဆက်မဲ့အချိန်တွေကိုသူ့ရဲ့ပရိသတ်တွေနဲ့မိသားစုအတွက်ပို့ပြီးအားထည့်ပြီးတော့မှာပါ။မြန်မာဇက်တပင်အစည်းအရုံးဥက္ကဋ္ဌရှာရုကနေမင်းသားဖိုးချစ်တယောက်နှုတ်ထွက်တော့မယ်ဆိုရင်တော့တပင်လောကအတွက်ကြီးမားတဲ့နစ်နာမှုပါဥက္ကဋ္ဌကြီးဖိုးချစ်အတွက်ခွန်အားဖြစ်စေမယ့်အားပေးစကားလေးတွေကိုလည်း comment မှာဝင်ရောက်ပြီးတော့ရေးသားအားပေးခဲ့ပါအောင်ရှင်